တူဒီဝါသနာရှင်ခုနှစ်ရက်သားသမီးညီကိုမောင်နှမများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဂျိုကာ channel မှာအားလုံးကိုပြန်လဲကြိုဆိုပါတယ်ဒီတစ်ပတ်မှာဂျိုကာကြီးရဲ့ share ပတ်ဒီနှလုံးဖြစ်တယ်6ပတ်ဒီ10ပတ်ဒီနော်မနေ့က6ပတ်ဒီစောပါ6ပတ်ဒီအောင်မြင်ပါတယ်မိန်ကွက်တော့မအောင်မြင်ဘူးနော်ညနေကလည်းအခု10ပတ်ဒီဖြစ်နေပြီ10ထိပ်ဆိုတော့ဂျိုကာကြီးတို့ပတ်ဒီလေးအောင်မြင်ပြီနော်ခုနှစ်ရက်သားသမီးညီကိုမောင်နှမလေးတွေတော့ဝမ်းသာပါတယ်ဂျိုကာကြီးဒီတစ်ပတ်မှာအခုနော်ခုနှစ်ရက်သားသမီးညီကိုမောင်နှမလေးတို့ဂျိုကာကြီးတခုတော့ဟိုနော်အခြေသူပြုပြီးတော့ပြောကျင်တယ်ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာဂျူကာကြီးကရှန်နဲ့အစ်စ်လဲဖွင့်ရတာဆိုတော့နော်ဂျူကာကြီးမှာအခက်ခဲတွေလည်းဖြစ်တယ်ငွေကုန်ကြေးကြတွေလည်းများတယ်နော်ဂျူကာကြီးပြီးခဲ့တဲ့ channel အဟောင်းလေးတုန်းကလည်းဂျူကာကြီးအဲ့ဒီမှာငွေတွေဆုံးရှုံးမှုတွေများတယ်နော်အခုဒီတစ်ပတ်မှာလည်းဒီလိုပဲအလားတူဒီနေ့မိုးလင်းကလေးကနေစပြီးနော်ညနေဒီကိုဂျူကာကြီးပို့ရတဲ့မက်ဆေ့တွေကမနှဲဘူးနော်ဂျူကာကြီးအဲ့တော့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအတွက်အကုန်ကြတွေများပါတယ်အဲကြောင့်ဂျိုကာကြီးမြစ်တာရက်ခံတယ်တခုလေးအကူညီတောင်းမယ်နော်ဂျိုကာကြီးကိုအခုဂျိုကာကြီးပတ်ပြီးနှလုံးပေးတယ်နှလုံးလုံးအောင်မြင်လာပြီခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေတက်နိုင်တဲ့လောက်တက်နိုင်တဲ့ဘက်ကနေဂျိုကာကြီးကိုနော်ဟိုပေါ့ကြော့ကြီးလေးနည်းနည်းလောက်နော်လူတန်းကြပါပေးကြော့ကြီးလေးပေးကြပါလို့ဂျိုကာကြီးမြစ်တာရက်ခံပါတယ်နော်ဂျိုကာကြီးမှာအခုကုန်ကြတွေတအားများနေလို့ပါနော်အခုဂျိုကာကြီး like လေးပြန်လွှင့်ဖို့ဟာလဲတပတ်လောက်လာမဲ့တပတ်လောက်မှဂျိုကာကြီး like လွှင့်လို့ရမယ်ထင်တယ်နော်အခုဂျိုကာကြီးဗီဒီယိုလေးတွေပဲရိုက်ပြီးတင်ရတာအခုဂျိုကာကြီးရဲ့ပတ်တီ share ပတ်တီနှလုံးဖြစ်တယ်6ပတ်တီ10ပတ်တီနှလုံးလုံးအောင်မြင်ပြီနော်မနက်ခင်း6ပတ်တီထွက်တယ်ညနေခင်း10ပတ်တီနော်ဂျိုကာကြီး message တွေပို့ပေးရလာသမျှဖုန်းအကုန်လုံးဂျိုကာကြီး message ပို့ပေးရတယ်နော် message ပို့တယ်ဆိုတာရိုးဖုန်း message ကပတ်စံကုန်ပြီးမှပို့ရတာမို့လို့ပါနော်ဂျိုကာကြီးနှုတ်မို့ဆုံးဘယ်သူရှိရမှာဂျိုကာကြီးဘယ်တော့မှမတောင်းပါဘူးနော်ဂျိုကာကြီးအခုတကယ်အခက်ခဲကြုံနေလို့ခုနှစ်ရက်သားသမီးညီကိုမောင်နှမကြီးကအကူညီတောင်းတာပါနော်မြစ်တာရက်ခံတာပါအဲ့တော့ပတ်တီလေးကတော့6ပတ်တီ10ပတ်တီအောင်မြင်သွားပြီအဲ့တော့ကြံရှိနေတာကအခွေနော်အခွေက9338အခွေကြံတယ်မနက်ဖြန်အင်္ဂါနေ့ကနေစပြီးတော့အရန်အားကောင်းပါတယ်9338ခွေဘူးအဲ့ဒါလေးကိုခုနှစ်ရက်သားသမီးညီကိုမောင်နှမလေးတွေဒီဇိုင်းမှတ်လေးနဲ့အဲ့ဒီအခွေလေးကိုစဆော့ပါလို့ဂျိုကာကြီးပြောချင်ပါတယ်နော်နောက်ဘရိတ်ဆော့နေတဲ့ခုနှစ်ရက်သားသမီးလေးတွေကနှစ်ဘရိတ်ပေးထားတယ်မိန်းကွက်က20နော်အဲ့တော့မနက်ဖြန်အင်္ဂါနေ့နေစပြီးတော့ဂျိုကာကြီးတို့9338ခွေဘူးလေးကိုစပြီးတော့လိုက်တော့မယ်နော်မနက်ဖြန်အင်္ဂါနေ့ကနေစပြီးတော့ဂျိုကာကြီးရဲ့အခွေကအရင်အားကောင်းပါပြီအဲ့ဒါကြောင့်ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအခုနော်ဂျိုကာကြီးရဲ့ပတ်တီနှလုံးလုံးနဲ့အောင်မြင်ထားပြီနော်အဲ့တော့အခွေလေးကိုမနက်ဖြန်မှာဂျိုကာကြီးတို့စလိုက်မယ်နော်ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေဒီတစ်ပတ်မှာလုံးဝအောင်မြင်အောင်ပါဂျိုကာကြီးအခက်အခဲတွေဖြစ်တဲ့ကြားတွေကခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေပေါက်ကြရအောင်တွေ့ကြရအောင်ရကြရအောင်ဂျိုကာကြီးရအောင်နော်မရရတဲ့နီးနဲ့ဂျိုကာကြီးအားလုံးခုနှစ်ရက်သားသမီးလေးတို့ကူညီပေးတယ်နော်ဂျိုကာကြီးဖြစ်နေတဲ့ခက်ခဲလေးလေးကိုလည်းခုနှစ်ရက်သားသမီးညီကိုမောင်လေးနည်းနည်းပြန်ကူညီပါလို့ဂျိုကာကြီးမြစ်တာရက်ခံပါတယ်တောင်းဆိုပါတယ်နော်အဲ့တော့အခုနောက်တစ်ခုကဂျိုကာကြီးအခုဗီဒီယိုလေးကိုဂျိုကာကြီးအခုမှ channel အသစ်ဖြစ်တယ်နော်ဂျိုကာကြီး channel လေးကိုလူအများမြင်အောင်လူအများသိအောင် share လို့ရတဲ့နေရာလေးတွေမှာ share ပေးဝိုင်းပြီးတော့ပြောပြပေးမသိတဲ့လူကိုဂျိုကာကြီးကတော့ဒီမှာဖွင့်ထားတယ်နော်ဂျိုကာကြီးကတော့ဒီနာမည်လေးနဲ့ပြန်ဖွင့်ထားတယ်ဂျိုကာကြီး channel လေးကဥမာလန်းမိသလောက်Facebook တို့နော် TikTok တို့ share လို့ရတဲ့နေရာလေးတွေမှာ share ပေးဖို့မြတ်တာရက်ခံပါတယ်နောက်တစ်ခုက subscriber ခေါင်းလောင်းလေးနော်ဂျိုကာကြီးအခုဗီဒီယိုရဲ့ဒီဘက်အောက်လေးမှာခေါင်းလောင်းပုံလေးရှိပါတယ် subscriber အဲ့ဒီခေါင်းလောင်းလေးကိုနှိပ်ထားပါအဲ့ဒါမှဂျိုကာကြီးအစ်တင်တဲ့ဗီဒီယိုတွေကိုခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေမြင်ရမှာမို့လို့ပါနော်ဒီတိုင်းဗီဒီယိုလေးကိုဝင်ကြည့်ပြီးတော့ထွက်သွားပြီးတော့ subscriber ခေါင်းလောင်းမနှိပ်ဘူးမလုပ်ကြပါနဲ့เนาะဂျိုကာကြီးမြစ်တာရက်ခံပါတယ်ဘာလို့လဲဆိုတော့ပြီးရင်ဂျိုကာကြီးမတွေ့ဘူးလိုက်ရှာရတာမောတယ်ဖြစ်မှာစိုးရိမ်လို့ပါเนาะအဲ့ဒါကြောင့်အခုမသိတဲ့လူတွေကိုလည်းဂျိုကာကြီးကအခုเนาะ YouTube မှာ channel အသစ်ဖွင့်ထားတယ်ကိုဂျိုကာနာမည်နဲ့ဆိုတဲ့အကြောင်းသိတဲ့လူလေးတွေကလက်ဆင့်ကမ်းမျှဝေပေးဖို့မြစ်တာရက်ခံပါတယ်เนาะအားလုံးပဲအခုဂျိုကာကြီးလိုက်ကိုအမြဲတမ်းကြည့်ရှုအားပေးတဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေစိတ်အေးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လူရင်ဆန္ဒတွေမတောင်းမတပဲတလုံးသွားရတဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအားလုံးပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဂျိုကာဆုတောင်းမေတ္တာပို့တာပါတယ်ပတ်တီလေးကနှလုံးအောင်သွားပြီ6ပတ်တီ10ပတ်တီเนาะကြံရှိနေတာ9338ခွေဘူးမနက်ဖြန်အင်္ဂါနေ့ကနေစပြီးတော့စလိုက်ပါเนาะအားလုံးပဲခုနှစ်ရက်သားသမီးဒီတစ်ပတ်မှာအောင်မြင်ကြပါပြီအောင်မြင်အောင်ပါเนาะ